好，အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုထဲမှာတော့ညီမကနေပြီးတော့ဝယ်ပြီးသား order တွေကိုဘယ်လိုပြန်အမ်းလို့ရလဲပေါ့နော်ပြန်အမ်း process နဲ့ပတ်သက်ပြီးတော့ပြပြပေးမှာဖြစ်တယ်ပေါ့နော်အရင်ဆုံးညီမတို့ပြန်အမ်းမှုအတွက် order တစ်စောင်ကိုအရင်ဖွင့်လိုက်မယ်ပေါ့နော် order ကိုညီမတို့ပို့ဆောင်ပြီးထိဖွင့်လိုက်မယ်ပေါ့နော် order အသစ်တစ်ခု create လုပ်လိုက်မယ်ဒီနေ့ရက်စွဲနဲ့ပဲပေါ့နော် order အစင်းသင်းဖြစ်မဲ့ရက်ငွေကြေးချေရမဲ့ရက်လည်းဒီနေ့ရက်စွဲနဲ့ပဲထည့်လိုက်မယ်ပေါ့နော်ရွှေတဲ့ကိုညီမတစ်ခုပဲထည့်ထားလိုက်မယ်ပေါ့နော်18K ကိုထည့်လိုက်မယ်နော်ရွှေတဲ့တစ်ခုထည့်လိုက်မယ်ပြီးရင် customer ကိုလည်းအရင်ကဝယ်ထားတဲ့ customer ပဲပေါ့နော်ရွေးလိုက်မယ်ပြီးရင်ဝယ်သူမဆိုင်တွင်လိုက်ယူမယ်ပေါ့နော်ဒီနေ့ရက်စွဲနဲ့ပဲလိုက်ယူလိုက်မယ်ပေါ့နော်ပြီးရင်အပြည့်ဝပေးချေလိုက်မယ်အခွန်နှုန်းမရွေးတော့ဘူးပေါ့နော်ဒါဆိုရင်ငွေလည်းချေပြီးပါပြီပြီးရင်ရှေ့ဆက်မယ်နှိပ်မယ်ပြီးရင်ဒီ order ပြီးသွားပြီပေါ့နော် order ထည့်ခြင်းပြီးဆုံးမယ်လုပ်လိုက်မယ်နော်ပြီးရင်ဒီ order ကို check လုပ်လိုက်မယ် order check မယ်ပေါ့နော် order check ပြီးလို့ရှိရင် order ကိုပြန်အမ်းလုပ်မယ်ဆိုလို့ရှိရင်လေညီမတို့ကဒီ order ကိုပြန်အမ်းနဲ့ဆိုတာတစ်ခါဝယ်ပြီးမှပြန်အမ်းတာပေါ့နော်တစ်ခါအပြီးဝယ်ပြီးသွားပြီဝယ်ပြီးတော့ဆိုပို့ဆောင်စေတို့နော်ဒီပို့ဆောင်ပြီးတို့အထိပြီးသွားပြီပေါ့နော်ဒီ order ဒီ site မှာလောက်ဝယ်ရဲဆိုရင်ဒီ status နှစ်ခုကိုတိုက်ချက်တဲ့တစ်ခါတည်းပြောင်းလိုက်လို့ရတယ်ပေါ့နော်ဒါဆိုဒီချင်းတွေမှာပြန်အမ်းကိုလုပ်လို့ရမယ်ပေါ့နော်ဒီချင်းတွေမှာညီမတို့ဒီအဆက်30နဲ့ပြန်အမ်းဆိုတဲ့ button ကြီးပေါ်လာမယ်ပေါ့နော်ဒီနေရာတွေမှာဆိုသူကပြန်အမ်းမပေါ်သေးဘူးပေါ့နော်ပြန်အမ်းဆိုတဲ့ button မပေါ်သေးဘူးပို့ဆောင်စေမှာဆိုလဲပို့ဆောင်နေတော့မဲဆိုတော့ပြန်အမ်းလုပ်လို့မရဘူးဆိုင်ငန်း order မှာဆိုလဲပြန်အမ်းလုပ်လို့မရဘူးပေါ့နော်ညီမတို့ကဒီပို့ဆောင်ပြီးကိုရောက်မှပဲပြန်အမ်းလို့ရမယ်ပေါ့နော်တစ်ခါဝယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဝယ်ပြီးမှပဲပြန်အမ်းမယ်ပေါ့နော်ဒါဆိုညီမတို့ပြန်အမ်းကိုနှိပ်လိုက်မယ်ပြန်အမ်းလို့ရှိရင်ဒီပြန်အမ်းဆိုတဲ့ screen ကိုရောက်သွားမယ်နော်ပြန်အမ်းပေါက်ချာနံပါတ်လေးထွက်သွားမယ်ပေါ့နော်ဒီမှာဒီပေါက်ချာမှာဆိုရင်ရွှေတဲ့တစ်ခုပဲဝယ်ထားတယ်အဲ့တစ်ခုပဲပြန်အမ်းမလားပေါ့နော်ပြန်အမ်းမဲ့ဆိုရင်ညီမတို့ကဒီအမှန်ချက်လေးပေါ့ဒီရွှေတဲ့ကိုပြန်အမ်းမဲ့ဆိုရင်ဒီအမှန်ချက်လေးကိုချစ်လိုက်ရမယ်နော်တူဒီရွှေတဲ့ရေတွက်စီတစ်ခုပဲဝယ်ထားတယ်ပြန်အမ်းနိုင်မဲ့ရေတွက်ကလည်းတစ်ခုပဲပြန်အမ်းလို့ရမယ်ပေါ့နော်တစ်ခုပဲဝယ်ထားတဲ့ကြောင့်မို့တစ်ခုပဲပြန်အမ်းနိုင်မယ်ဒီအပေါင်းလေးကိုနှိပ်နေဘာမှထွက်လာမှာမဟုတ်အနှုတ်ကိုနှိပ်ရင်တော့0ထွက်တယ်ပေါ့နော်0ထွက်ရင်ဒီပြန်အမ်းချက်သိန်းငွေကလည်း0ဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်ဒါတစ်ခုပဲပေါ့တစ်ခုကိုပဲပြန်အမ်းမယ်ပေါ့နော်ပြန်အမ်းပြီးအရေအတွက်က0မပြန်အမ်းရသေးဘူးတစ်ခုမှနော်တစ်ခုမှမပြန်အမ်းရသေးဘူးဆိုတော့ပြန်အမ်းပြီးရေအတွက်က0ဖြစ်သွားတယ်ပြီးရင်အရင်တော့ကဒီရွှေကိုမူလကျသွင်းငွေမူလတော့ကဝယ်ခဲ့တာကဒီ2,8500နဲ့ဝယ်ခဲ့တယ်ပြန်အမ်းတဲ့ခါမှာလည်းဘယ်လောက်နဲ့ပြန်အမ်းမှာလဲပေါ့ဥပမာ2,600ပဲပေါ့ပြန်အမ်းမယ်ပေါ့1,000ခွဲနှုတ်မယ်ပေါ့နော်ရာ1,000သိန်းနော်2,600ကိုပြန်အမ်းမဲ့ပမာဏကိုဒီမှာထည့်လို့ရတယ်ပြန်ပြင်ခွင့်ပေးထားရပေါ့နော်ညီမတို့ကနော်ပြန်ပြင်ခွင့်ပေးထားတယ်ပြီးပြန်အမ်းမဲ့အချက်လက်ကိုရေးရမယ်ပေါ့နော်ပြန်အမ်းပစ္စည်းရောက်မဲ့နေ့ user စီကိုပဲနေ့ရောက်မှာလဲနော်ပစ္စည်းပို့လိုက်တဲ့နီလန်ဆိုင်ကိုလိုကိုတိုင်းပို့မှာလား delivery နဲ့ပို့မှာလား delivery နဲ့ပို့ရင် delivery နာမည်ထည့်ရမယ် DHL ဆို DHL ပေါ့နော်ဒီမှာဆိုမူလကျပ်သိန်းငွေပြန်အမ်းကျပ်သိန်းငွေ1,000ခွဲกว่าသွားတယ်ပေါ့နော်လက်ခံမဲ့ငွေပေးချင်းဘလို့မျိုးငွေကိုလူကိုယ်တိုင် cash နဲ့ပေးမှလားဗာနဲ့ပေးမှလဲပေါ့နော်ငွေလက်ခံမဲ့အကောက်ပေါ့နော်မရှိဆို tax ပေါ့ cash နဲ့ပေးမှဆို tax လို့ပဲထည့်လိုက်ပေါ့နော်ငွေလက်ခံမဲ့အတူဘယ်သူကလက်ခံမှလဲဒီငွေကိုနော်ပြန်အမ်းမဲ့ရက်စွဲကဗာလဲပေါ့နော်ဒီမှာပြန်အမ်းအခြေအနေပေါ့နော်ဒီပြန်အမ်းတဲ့ကိစ္စမှာပြန်အမ်းအခြေအနေကအရင်ရေးကြည့်ရပေါ့နော်ပြန်အမ်းအခြေအနေဒီပြန်အမ်းရ request လုပ်ထားပါတယ်ဒါဒီမပြန်အမ်းရသေးဘူးcustomer ကနေပြီးတော့မှပြန်အမ်းမယ်လို့ request လုပ်တဲ့အဆင့်ပဲရှိသေးတယ်။ပြီးရင်ဆိုင်တို့ပြန်အမ်းပစ္စည်းပို့ပြီးပါပြီ။ customer ကနေဆိုင်ကိုပြန်အမ်းပစ္စည်းကိုပို့လိုက်တာဆိုင်မှာပစ္စည်းလက်ခံရရှိပြီဆိုဒီ status ကိုနှိပ်မယ်နော်။ပစ္စည်းမှန်ကန်ရင်ငွေပြန်အမ်းပြီးပါပြီ။နော်ပစ္စည်းမှန်ကန်ပြီးတော့ငွေလည်းပြန်အမ်းပြီးပါပြီ။ဝယ်သူမှငွေပြန်အမ်းလက်ခံရရှိပြီးပါပြီ။နော်ပြန်အမ်း okay တဲ့ case နဲ့ပြန်အမ်းမ okay တဲ့ case ဆိုတာရှိရပါနော်ပြန်အမ်းတိုင်းမှာပြန် okay တဲ့ case ဆိုတာကဝယ်သူမှငွေပြန်အမ်းလက်ခံရရှိပြီးပါပြီဆိုတဲ့ status ဒီပြန်အမ်း okay ရဲ့နောက်ဆုံး status ဖြစ်လိမ့်မယ်ပေါ့နော်ပြန်အမ်းမ okay တဲ့ case ဆိုရင်ပြန်အမ်းမှုလက်မခံမှာပစ္စည်းရဝယ်သူမှစိုက်တွင်လိုက်ယူပါရန်နော်ပြန်အမ်းမ okay တဲ့ case ဆိုတာကပစ္စည်းရဝယ်သူမှစိုက်တွင်လိုက်ယူပါရန်ဒီပြန်အမ်းမ okay တဲ့ case ကိုပြောချင်တာနော်အဲ့ဆိုရင်နောက်ဆုံး case ဒီဝယ်သူမှငွေပြန်အမ်းလက်ခံရရှိပြီးပါပြီသို့မဟုတ်ပစ္စည်းရဝယ်သူမှစိုက်တွင်လိုက်ယူပါရန်ဖြစ်နိုင်တယ်ပေါ့နော်အခုညီမရှင်းပြပေးမှာပြန် okay တဲ့ case ကိုညီမရှင်းပြပေးမယ်ပေါ့နော်ဥပမာပြန်အမ်းရ request လုပ်ထားပါသည်ပေါ့ဒီ case ဒီတကယ်ဆိုင်ကိုပစ္စည်းမရောက်သေးဘူးပြန်အမ်းမှု request ပဲလုပ်ရသေးတာဖုန်းဆက်လိုက်တယ်အမရေဒီပစ္စည်းလေးကိုပြန်အမ်းချင်တယ်ပေါ့နော်ကျမဘယ်လောက်ပြန်ပေးနိုင်မလဲကျမဟိုပေါ့နော်ဒါတွက်ပြီးတော့ဒါပြန်အမ်းရ request လုပ်ထားပါသည်ဒီမှာသိမ်းမိလုပ်လိုက်မယ်ပေါ့နော်ဒီမှာသိမ်းမိလုပ်လိုက်မယ်ဆိုရင်ဒီထဲမှာညီမတို့ပြန်အမ်း order များထဲမှာပြန်အမ်း order တစ်စောင်ဝင်သွားတယ်
နော်ဒီ order ကိုကြည့်လို့ရတယ်ပြင်လို့ရတယ်ပေါ့နော်ဒီ screen ကိုဒီ menu ကနေလာမယ်ဆိုဘယ်လိုလာလို့ရလဲဆိုလို့ရှိရင် dashboard order နော် order တွေကိုသွားမယ် order ပြင်ကိုသွားမယ် order ပြင်ကနေပြီးတော့ပြန် order အများကိုနှိပ်လိုက်ရင်ဒီပြန် order တွေကိုရောက်တယ်ပေါ့နော်ဒီမှာဆိုရင်ပြန် order တစ်စောင်ရှိတယ်သူရဲ့ပြန်အခြေအနေကပြန်ရဲ့ request လုပ်ထားပါတယ်ဆိုတဲ့အခြေအနေပဲရှိသေးတယ်မပြန်အမ်းရသေးဘူးပြန်ပို့ထိနောက်ဆုံး process ထိမရောက်သေးဘူးပေါ့နော်အမှမှာ sign ကိုကွယ်သူကနေပြီးတော့ပစ္စည်းကိုပြန်ပို့လိုက်တယ်ပေါ့နော်ပို့လိုက်တဲ့အခါမှာ sign ကပစ္စည်းရောက်ပြီဆိုရင်ဒီပြင်မှန်မှာညီမတို့က sign တို့ပစ္စည်းညီမတို့ကဒါတစ်ခုအနေနဲ့ပေါ့နော်ဆိုင်တို့ပစ္စည်းပို့ပြီးပါပြီပေါ့နော်ဒီမှာသိမ်းမီလောက်လိုက်မယ်ပြင်ဆင်မီကိုလောက်လိုက်လို့ရှိရင်ဒါဆိုရင်ဆိုင်ကိုပစ္စည်းပို့ပြီးသွားပြီဆိုတဲ့ status ဖြစ်သွားတယ်ပေါ့နော်အဲ့မှာပစ္စည်းနောက်တစ်ခုထပ်ဖြစ်မယ်ပေါ့နော်နောက်ချိန်နေရကြတော့ဝန်ထမ်းလေးတွေကပစ္စည်းကိုလက်ခံရရှိသွားပြီဆိုရင်ဆိုင်မှာပစ္စည်းလက်ခံရရှိပြီးပါပြီပေါ့နော်အဲ့လိုပုံစံဖြစ်မယ်ဖြစ်ပြီးလို့ရှိရင်ပစ္စည်းမှန်ကန်တဲ့ပစ္စည်းကိုစစ်လိုက်တဲ့ခါမှာပစ္စည်းကလည်းမှန်တယ်ပေါ့နော်တကယ်သူတို့ဆိုင်ကရောင်းလိုက်တဲ့ပစ္စည်းပဲပေါ့နော်ငွေပြန်အမ်းတော့မယ်ပေါ့နော်ငွေပြန်အမ်းမယ်ဆိုဒီ status ကိုနောက်တစ်ခါပြန်ချိန်ရမယ်ပစ္စည်းမှန်ကန်ပြီးတော့ငွေပြန်အမ်းလုပ်ပြီးပါပြီပေါ့နော်ငွေလွှဲလိုက်ပြီပေါ့ customer နော်အမှ customer ငွေလွှဲပြီးရင်လည်းဒီက process ကမပြီးသေးဘူး customer ကစစ်အောင်ပါနော်ဒီငွေကိုသူကစစ်မယ်စစ်တဲ့ခါမှာ customer ကငွေကဝယ်သူမှငွေပြန်အမ်းလက်ခံရရှိပြီးပါပြီပေါ့ဝယ်သူကလည်းငွေကိုလက်ခံရရှိပြီးသွားပြီဆိုလို့ရှိရင်ဒီပြန်အမ်း process ဒီပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ညီမတို့ကဒီဝယ်သူမှငွေပြန်လက်ခံရရှိပြီးပါပြီဆိုတော့ status ကိုချိန်မှာဒီ screen ကိုမြင်ရမှာဒီ screen ကိုပြန်ခဲ့တဲ့ရွှေတယ်များကိုမြည်သည့်ကိုတောင်ထဲကိုထည့်မှာလဲနော်ဘဲကိုတောင်ရန်ကုန်ကိုတောင်ထဲကိုထည့်မှာလားတစ်ခုကိုမန္တလေးကိုထည့်ရန်ကုန်တော့ထည့်ရန်ကုန်တစ်ခုမန္တလေးမှာနှိပ်လို့မရတော့ဘူးဒီချိန်မှာနော်မန္တလေးကိုထည့်မယ်ဆိုမန္တလေးမှာတစ်ခုနော်ဒါမှမဟုတ်အရေးကြိုးမှာလားအရေးကြိုးလဲဆိုဘဲကိုတောင်လည်းမဝင်သွားတော့အဲ့ဒီပစ္စည်းကနော်ဒါတော့ညီမအရေးကြိုးလဲလုပ်လိုက်မယ်နော်ဒီမှာလဲပြန်အမ်းပေါင်းချကိုကြည့်လို့ရတယ်နော်ပြန်အမ်းပေါင်းချသူထုတ်ပေးရနော်မူလကျတဲ့ငွေပြန်အမ်းကျတဲ့ငွေ1000ခွဲနှုတ်သွားတယ်ပေါ့နော်2,600ပဲပြန်အမ်းတယ်ပေါ့နော်နောက်ပြန်ပြီးပြန်လုပ်လိုက်မယ်နော်အရေးကြိုးပြီးတော့ပိတ်တီလုပ်လိုက်မယ်ပိတ်တီဆိုရင်ဒီ process တစ်ခုလုံးนี้ဝယ်သူမှပြန်အမ်းလက်ခံရရှိပြီဖြစ်တဲ့ကြောင့်မို့ဒီပြန်အမ်း process ဒီပြန်အမ်းလို့ပြီးသွားပြီဆိုတဲ့အတိတ်ပဲเนาะဝယ်သူကနေပြီးတော့ငွေကိုပြန်ပြီးတော့လက်ခံရရှိသွားပါပြီပေါ့เนาะဒီမှာညီမတို့ပြင်ပြီးကိုနှိပ်လိုက်မယ်เนาะနှိပ်လိုက်မယ်ဆိုလို့ရှိပါကြည့်သလားထပ်ချိန်လို့မရတော့ဘူး status ကိုပြီးသွားပြီသူကเนาะပြီးသွားပြီဆိုတဲ့အတိတ်ပဲပေါ့နော်အားကြောင့်မို့ဒါကြတော့ပြန်အဆင့်ပြေသွားတဲ့ case ပေါ့နော်နောက်ထပ်ဗီဒီယိုကြရင်ညီမကပြန်အဆင့်မပြေတဲ့ case လေးကိုပြောပြမယ်ပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနော်ပြီးလို့ရှိရင်နောက်တစ်ခုလေးဒီ order ပြင်မှာခုန order ကိုတော့ပြန်ကြည့်ကြည့်မယ်ပေါ့နော်ခုန order ကိုညီမတို့ပြန်ကြည့်ကြည့်တဲ့အခါမှာဒီဟိုဟာတွေကရှိမှာမဟုတ်တော့ဘူးနော် order ဒီအပြည့်ဝပြန်အမ်းဆိုတာ order ထဲမှာ product တွေတစ်ခုပဲရှိတယ်အဲ့တစ်ခုပဲအကုန်လုံးပြန်အမ်းလိုက်တယ်ဆိုတော့အပြည့်ဝပြန်အမ်းဆိုပြီးတော့ဖြစ်သွားတယ်ဒီနေရာမှာပြန်အမ်းကိုထပ်နှိပ်ရင် order ရေးရွှေ့တယ်များအလုံးကိုပြန်အမ်းပြီဖြစ်ပါပြီဆိုပြီးတော့ပြပေးလိုက်မယ်ပေါ့ထပ်ပြန်အမ်းလို့မရတော့ဘူးပေါ့နော်အဲ့ဆိုနောက်ထပ်ဗီဒီယိုမှာပြန်အဆင့်မပြေတဲ့ case ကိုညီမပြောပြမယ်ပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်